kè tôi đây nó mình nè đâu ạ bút tu nè bao cái tông dù số thì gắng sao lũ ta tama phong gì tu nó ngà phò đâu ạ bút tu à mấy online lũ đó mà cao bù nó prahita lâu đó mà khó xa lên ra nhà ra đây nó luna giao bao mía xòa khale lũ gì bút tu lũ khăn đây luna giao bao mía xòa bút tu khá mà sinh ra mà sắp ra bù luna tới giao xuyên bạc trang người bên đây nhà lệ tới khá mà sắp ra bù mà muốn nó xong phò đây đi SC back hàng đây phò gì đâu mà bút tu ya đã tên lấy xe cho tu biểu đây nó đi phò gì của tu nó tên bé bé đây ok bây giờ ngã biểu đây tu à sức khỏe ya em mà ở ngoài thoát tu lâu đấy sức khỏe ya em mà sức khỏe tao tại vì nó tu bia đấy tao đấy tu sao tu tao đấy nó bây giờ đi sức khỏe media đấy nè tôi ở bênอยู่เดี๋ยวเล่าเดี๋ยวสกาวเดี๋ยวပြောကြတယ်အချိတ်ဆက်ตัวเดี๋ยวเล่าเดี๋ยวပုတုကမင်းအွန်လိုင်းရဲ့လူအရင်ပါငါဖော်နေတဲ့အချိန်မှာမအေလို့စိုးလွင်ကပုတုကိုတက်ပြီးတော့ကာကွယ်တယ်ခွေးတောင်စားကပုတုကိုတကယ်တနာလို့ထွက်ပြတာမဟုတ်ဘူးနွားကပတ်စံရဖို့ပဲနော်ပတ်စံရဖို့ထွက်ပြောပေးတာဟာဘယ်လိုလဲစိုးလွင်ယောက်ျားပီသားလို့ဆိုရင်အရင်တော့ကနေအာမခံပေးတဲ့မအေလို့ပုတုကမင်းအွန်လိုင်းလူအရင်ဖြစ်လို့ဆိုရင်နေ့ရက်တက်ပါနေပေးမယ်ဟုတ်လားနေ့တက်ပါနေလဲမယ်နေ့အသက်ကိုလာယူလဲဟုတ်လားအခုပဲပြီးတော့နေပစပ်ပေါက်ပိတ်နာလဲဟမ်นี่อะคุยตะดาวซาดลันตะโคปุตุปรหิตาจาเพียนตะโคปุตุอะกูเป้าโกดอนเนี่ยเอเซเบ้เนาะเป้าโกดอนเนี่ยมาด้วยกันมาไอ้ดิไลน์ตายามาอะไรคุยดลันจีซาเดมาอะไรยันลูเปี่ยมสะดาวโหบะแล้วปิวซอที่โลบาโลว่าไอ้ดิกองเนี่ยเนาะตูเนี่ยไอ้ยังเข็นจ้าเดเอามาเลยตะด้วยจ้าเดแพ้จ้าเดเอามาเลยเปียวนี่จ้าเดเนาะไอ้เราคนนี้สุดแน่นอนก็อเมสุตาเอามาเลยไอ้ดิปุตุตัวเรายองจีเดปุตุตัวเราอามาแค่เดเนาะအဲ့ဒါနော်ပူတူကကောင်းပါတယ်ပူတူကစစ်သားရဲ့လူမဟုတ်ဘူးပြောနေတဲ့ဖေလိုမနဲ့မအေလိုမများနော်ငါအမှန်တရားမဟုတ်လို့စင်ကမပြောဘူးမင်းအွန်လိုင်းလူအရင်လည်းဖြစ်မအလားဒလန်လည်းဖြစ်နော်မီဒီယာကိုလည်းလူတယောက်သူကဲတင်ပြီးဆိုရင်မီဒီယာနဲ့သူချိတ်ဆက်မဖို့ပြောလိုက်နောက်ပိုင်းမှာသူကတိတ်တော့မလုပ်တော့ဘူးဒါမဲ့အလူတော့လိုက်တော့ခံသေးတယ်နော်စင်းစရာလည်းတိတိကျမမှန်ကန်နဲ့ချပြတာမဟုတ်ဘူးနော်အဲ့ဒါဘောမတွေလူခံမယ်ဆိုရင်သူတို့ဘောမသူတို့ဘာစီမှာပဲသူတို့လူခံပါစေနော်ယောသားတဲ့ပရိသတ်တွေအများကြီးပဲဘယ်သူမှသူတို့လိုမျိုးဗီဒီယိုတွေရိုက်လိုက်လှုပ်စားလိုက်နာမည်ကြီးအောင်လှုပ်လိုက်သူများမလုပ်ဘူးပုတုခိုးလားမခိုးလားဆိုတာ USA ကဦးလေးတော်မှနော်သူ့ကိုကြောက်သိန်း80ပို့ပြတဲ့နောက်ပိုင်းမှာပုတုအဲ့ဒီဦးလေးလောဝအဆက်တယ်မလုပ်တော့ဘူးသူများဖုံးဆက်လည်းမကန်တော့ဘူးအဲ့ဒီနွားနော်ဘာကြောင့်လဲငွေရများတယ်လေပြီးတော့သူ့ရဲ့လက်မဲကြီးကလည်းနိုင်ငံသားမှာပုတုနဲ့သူနဲ့လှုပ်စားတာကောင်းလို့အလူခံတာပတ်စံတွေရများလို့အဲ့ဒီ USA ကအဖွားတော်တော်မှလက်မဲကြီးတော်မှနော်ဟိုဗာလဲအလောက်တော့မှမလောက်တော့ဘူးနော်ပူတူနဲ့လက်တွဲပြီးတော့လူခံစားလူနာရဲ့ငွေရဘလောက်ပဲရစင်းစရာတိကျမှန်ကန်မတင်ပြဘူးနောက်ဆုံးအဲ့ဒီအချိန်မှာမမို့သူ့ကိုမလာရဲ့လူရင်းလို့မမို့တိတဲ့အချိန်မှာ तू ကလောင်းကစားတွေကစားအကျွေးတွေတက်ရလာတဲ့အလူငွေကိုအဲ့ဒီအကျွေးတိုင်းပေါင်းများစွာကိုပြန်တော့ယော်ပြည်သူလူထုငွေနဲ့နော်လူနာနည်းနည်းပဲရတာမအေးလို့ကကြောက်သိန်း40ကျော်ရတာလူနာ2သိန်းပဲပေးတယ်အဲ့ဒါပဲကြည့်လေနော်အခုပောက်ကတောင်ကသူ့ဖင်ကိုချနေပြီနော်လင်းမရလိုမျိုးပဲဟဲ့နော်ငါပြည်သူအတွက်လှုပ်ပေးတာအမှန်တည်းနဲ့ပတ်သက်လာလို့ရှိရင်ပြည်သူသိဖို့ငါပြောရမယ်တချို့ပြည်သူတွေကအဲ့ဒီမအေလိုပုတုကိုတော့ယုံကြည်ပြီးတော့လူပေးတာအများကြီးပဲဘူးမသိပါမသိမလစ်လာဘူးโอเคနော်အဲ့ကြောင့်ငါပုတုကိုဖော်နေတဲ့အချိန်မှာငါမယုံမဲနဲ့ငါပက်စုပစနဲ့ပြန်တော့ဆဲနေတဲ့ဖေလိုမနဲ့မအေလိုမများနေတော့အဆဲနေတော့ပဲပြန်တော့ရပါစီနေတော့အဆဲတို့ပြန်တော့ထိပါစီနေတော့အဆဲနဲ့နေတော့ပြန်တော့ခံရပါစီခွေးတောင်စားများတို့ငါအမှန်တရားပဲပြောမယ်မားတာကမပြောချင်ဘူးနော်လူတယောက်ကမားတာကိုလှုပ်လို့စရင်လူတယောက်ကရတိချက်မှန်လို့စင်ငါပြောမှာပဲငါတို့တွေကနော်မတရားမှုကိုတွေမကြိုက်လို့အာနာစင်အာနာယူလူတတ်တမမကြိုက်လို့နော်ငါတို့ရပြတာပဲဒီပွဲငါတို့ပြည်သူတွေပြတာမှနော်အာနာစင်ရကြဆုံးမယ်ငါတို့ကနိုင်မှာငါတို့ကပြတာလို့စင်ဟိုရင်ရောင်ဒီရောင်ဘောမလို့နော်ပြည်သူလို့လီလို့မလို့လာပဲလှုပ်လို့မရဘူးနော်တိုင်ပတ်နေလို့မရဘူးငါတို့ကဘယ်ဘက်မှမပါဘူးနေတော့ဘက်မှလည်းမပါဘူးမအားလားဘက်မှလည်းမပါဘူးအဲ့တလိုမျိုးလူစားမျိုးတွေကလေချီးထဲယုံစရာကောင်းတာဒီတော်လန်ရနေရွရမဲ့လန်ပြည်သူမှာရတိမလားအာနာစင်မှာရတိမလားဘယ်ဘက်မှမရတိဘူးဆိုရင်အဲ့ဒီမျိုးလူတွေကခွေးထဲဆိုတာနော်စံကုန်မြေလေးတွေအဲ့တော့ငါအမြဲတမ်းပဲပြောတယ်ငါအမှန်တရားတွေဖော်တိုင်းမှာငါလူတရားကိုတက်ပြီးတော့ဆဲပြီးဆိုရင်တတိထားပြီးတော့စောက်ကြည့်နော်ခွေးလိုမျိုးအရင်ဟောင်းတာစာမတတ်ပြင်မတတ်အတိတရားမရှိလိုမျိုးဝင်အရင်ဟောင်းတာမလုံနဲ့နော်ဒါပေမဲ့နေတော့ဆဲလာတဲ့စကလုံးအလုံးနေတော့ပဲပြန်ပြီးတော့ယူလိုက်ကြားလားနော်ဒါအမှန်တရားဆိုတာဘယ်သူမှဖုံးကွယ်လို့မရဘူး
အဲ့ဒါတေအောင်မှထားကြတော့ငါကိုလာပဲပြောတယ်မမိုးရဲ့တဲ့ပူတူက तू ကအဲ့ဒီမြန်မာပြည်မှာနေတယ်ဆိုတော့ तू ကအဲ့လိုမျိုးပဲလောက်ရမှာပေါ့ဘာညာတလကမလောက်နဲ့ဆိုတာငါမတားရဘူးဒါပေမဲ့လောက်လို့စင်ရိုးသားလောက်လေမခိုးစားမလိန်စားနဲ့လေဘာဖြစ်လို့လိန်စားညာစားခိုးစားတာလဲဟမ်အစစ်ပိတ်ခံရတဲ့အဖွားကြီးတော့ဆိုရင်ဘယ်နဲ့တန်းလဲပြူတက်တာ तू တင်တာတန်းပေါင်းများစွာလူတွေတွေ့တာတကဘာလုံးပဲကြသိန်းငွေ340ကြ340ကျော်ပဲရတယ်တဲ့အမှန်တကယ်ဆိုရင်အများအပြားရတာအဲ့တော့သူတို့ရဲ့ပါဇက်ဖြားထဲမှာကြ340ကျော်တဲ့ဒါမဲ့အဖွားကြီးကိုတွေ့တာတစ်ခါဆိုရင်3သိန်းကြပဲပေးတယ်မအေးလို့อ่ะအဲ့ဒါပဲကြည့်လိုက်လေနော်အဲ့ဒါမအေးလို့ပူတူကသူ့ကိုသူချိန်စာတိုက်တယ်ဟိုဖျားစင်ကဖျားရေကိုဗာလဲဟိုဖျားရေကိုသူတောက်ပြတယ်ခွေးတောင်စာကချိန်စာသူ့ကိုသူချိန်စာတိုက်လိုက်လို့တစ္ဆာဆိုလိုက်လို့ဟမ်အဲ့ဒီဖျားရေအားလုံးကသူကလုံးပဲဒီမျိုးပဲသေးပေါက်လိုက်တယ်ဘောမကဘောမပဲဒလန်ကဒလန်ပဲတခိုးကတခိုးပဲနော်ဘယ်တော့မှနော်ရိုးသားတဲ့လူဆိုတာမဖြစ်လာဘူးနော်ဘာလဲ तू ကစစ်ခွေးနဲ့မရောပဲနဲ့ပောက်ကိုတော်နဲ့မရောပဲနဲ့ तू ရိုးတမ်းမှန်ပြိတ္တလိုမျိုး तू လှုပ်လို့ရတာပဲ तू ကစစ်ခွေးရဲ့လူရင်းမိုးလို့လေမအလားရဲ့သားစစ်မိုးလို့လေနားလဲလားအဲ့လိုမျိုး तू ကအဲ့ဒီအေးလို့နေနဲ့ तू သွားပြီးတော့ပေါင်းပြီးတော့သွားအဲ့ तू သွားစားတာလေနွားတွေပြောတာလဲအမှန်တရားလက်မခံဟမ်အမှန်တရားလက်မခံလို့တို့ခွေးမသားမင်းအောင်လည်းနဲ့သူရဲ့စစ်ခွေးတွေအသက်ဆိုးစင်နေတာနွားတွေရဲ့ဟိုရင်ကြောင်ဒီကြောင်လာတော့မလုံနဲ့နော်ဖီတွေအသက်ပူပါလာမှာမဟုတ်ဘူးပြည်သူတွေလည်းအသက်ပူပါလာတာမဟုတ်ဘူးခွေးတောင်စားတို့နေတို့ဘောမလို့ဘာလို့ဟိုရောင်ဒီရောင်မပြတ်တာတဲ့အချိန်မှာနော်ဟိုထောက်ခံလိုက်ဒီထောက်ခံလိုက်မင်းတို့ထောက်ခံရမှာတခုပဲမင်းတို့ရွေးရမှာတခုပဲဟမ်နေတို့အဲ့လိုမျိုးမပြတ်တာတဲ့အချိန်မှာစစ်ခွေးဘတော့သိမလဲစစ်ခွေးမသိမချင်းတော့မင်းတို့ဘောမလာငါတို့ပြည်သူလားအေးလို့တွေရောက်မှာတိုင်ငါတို့ကလုံးခံရမှာအဲ့ဒါတို့သိထား